ကျွန်တော်တို့ဒီမိုကရေစီစနစ်တာကာလမှာကျွန်တော်တို့ရဲ့တက်တည်ပြနိုင်တဲ့အထောက်အထားတွေလည်းအများကြီးရှိနေပါတယ်တစ်ချိန်လုံးကဆန္ဒပြတဲ့ပုံစံနဲ့ဒီနေ့ဆန္ဒပြတဲ့ပုံစံနဲ့မတူတော့ပါဘူးတိသာတာတစ်ခုကဆန္ဒပြပြီးရင်လမ်းပေါ်မှာကြည့်လိုက်အမိုက်တစ်စင်မရှိတာကျွန်တော်တို့ရဲ့စီကံဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်တို့ရုပ်ရှင်စီးကကျွန်တော်တို့ညီကိုရုပ်ရှင်အမှုပညာရှင်တွေပူးပေါင်းပြီးတော့ကျွန်တော်ဒီနေရာမှာဆန္ဒဖော်ထုတ်မှာအခုကတော့ကျွန်တော်တို့ဒီမှာသူတို့ဒီတချို့ဖြောပြရေးလေးပါမယ်တချို့ကတော့သူတို့ရဲ့ဒီဟောပေါ့သူတို့ရဲ့ဒီတိုင်ပေးတဲ့နောက်မှာကျွန်တော်တို့ကဒိုးကြီးအော်ဖို့လည်းပါပါတယ်ဆေးအာနာရှင်ကြရှုံးရေးဒိုးရေးဆေးအာနာရှင်ကြရှုံးရေးဒိုးရေးလာဟဲ့ညီရဲတို့ပြည်သူတွေညီရဲလာဟဲ့ညီရဲကျွန်တော်တို့လူပညာရှင်တွေဆိုတာကျွန်တော်တို့ကပြည်သူနဲ့တူပဲနေရမှာပဲကျွန်တော်တို့ကပြည်သူတွေကျွန်တော်တို့ကပြည်သူဖြောပြတဲ့လုပ်ငန်းတွေလုပ်ရတဲ့သူတွေဖြစ်ပါတယ်ပြည်သူတွေရွေးချယ်တဲ့ပြည်သူတွေရဲ့ဆန္ဒနဲ့ကိုက်ညီတဲ့အလုပ်ကိုပဲကျွန်တော်တို့ကလုပ်ရတာဖြစ်ပါတယ်အဲကြောင့်မလို့ကျွန်တော်တို့လူပညာရှင်တွေအကုန်လုံးပါဝင်ကြရတာဖြစ်ပါတယ်အားလုံးလည်းရှင်းရှင်းလင်းလင်းသိအောင်ပြောချင်တာကျွန်တော်တို့အာဏာရှင်ကိုဆန့်ကျင်တာဖြစ်ပါကျွန်တော်တို့အာဏာကိုသုံးဆွဲပြီးတော့ကျွန်တော်တို့ဖိနှိပ်နေနေတာကိုကျွန်တော်တို့ဆန့်ကျင်တာဖြစ်ပါတယ်ဒီလိုဆန့်ကျင်တဲ့နေရာမှာကျွန်တော်တို့ညီကိုတွေဟာနော်စီကံတကြနဲ့ခုနကကျွန်တော်တို့နောင်တော်ကြီးတွေပြောခဲ့သလိုစနစ်တကြနဲ့ညီညွတ်နဲ့ဆန့်ကျင်ဖို့လိုပါတယ်နောက်တစ်ခုကဒီနေ့အချိန်ခါဟာကျွန်တော်တို့ခက်တဲ့စနစ်တွေအများကြီးပြောင်းလဲလို့လာပါပြီအဓိကကတော့ကျွန်တော်တို့ရဲ့အနာဂတ်မျိုးစစ်သက်လူငယ်လေးတွေဟာဒီနေ့လမ်းပေါ်မှာအများကြီးတွေ့ရပါတယ်ကျွန်တော်တို့ဒီမိုကရေစီစနစ်တာကာလမှာကျွန်တော်တို့ရဲ့တက်တည်ပြနိုင်တဲ့အထောက်အထားတွေလည်းအများကြီးရှိနေပါတယ်တစ်ချိန်လုံးကဆန္ဒပြတဲ့ပုံစံနဲ့ဒီနေ့ဆန္ဒပြတဲ့ပုံစံနဲ့မတူတော့ပါဘူးတိသာတာတစ်ခုကဆန္ဒပြပြီးရင်လမ်းပေါ်မှာကြည့်လိုက်အမိုက်တစ်စင်မရှိတာကျွန်တော်တို့ရဲ့စီကံဖြစ်ပါတယ်ဒီတိုင်းပဲဆက်လက်ချီတက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ညီညွတ်နဲ့အဆုံးတိုင်းတိုက်ပွဲဝင်ရမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်အခုဆန္ဒပြတဲ့လူတွေအကုန်လုံးကသူတို့ရဲ့မျောလင့်ချက်သူတို့ရဲ့ hope နော်ပြသူတို့ခံစားချက်တွေပုံညွှန်းနေကြဖြစ်ပါတယ်အမှန်တော့ဒီလိုမျိုးလှုပ်ဆောင်ရတယ်ဆိုတာဒါလွယ်တဲ့ကိစ္စမဟုတ်ပါဘူးအဲ့ဒါစိတ်ဓာတ်တွေပြင်းထန်ဖို့လိုပါတယ်ခံယူချက်တွေမှန်ကန်ဖို့လိုပါတယ်အလုံးညီညွတ်နဲ့လှုပ်ဆောင်ဖို့လိုပါတယ်အဲ့မှာဟုတ်ကဲ့အဲ့ဒါအဓိကပါပဲအဲ့ဒီရေရှည်ကဘယ်လောက်ရေရှည်မလဲဆိုတော့စဉ်းစားကြပါဦးအခုရေရှည်ကကိုရေရှည်ကနောက်ဖြစ်လာမယ့်ရေရှည်နဲ့ရေရှည်တစ်ခုစဉ်းစားသိနေမှာကျွန်တော်တို့ဒီနေ့ကတော့ကျွန်တော်တို့ကဒါအခု1988မှာဖြစ်ခဲ့တာရှိမယ်2000မှာဖြစ်ခဲ့တာရှိမယ်ဒီနေ့2021ဆိုတဲ့ကမ္ဘာကြီးရဲ့အရန်ကိုဖြစ်မိတဲ့ဟုတ်လားအရှင်းပြောမယ်ဆိုလို့ရှိရင်ဘယ်နိုင်ငံအာဏာရှင်စနစ်ဆိုတာတော်တော်များများဖြစ်ကမ္ဘာမှာတော်တော်များပြတ်သုံးနေတဲ့အနေအထားမျိုးမှာဒီနေ့ကျွန်တော်တို့နိုင်ငံမှာပြန်ပြီးဖြစ်ပေါ်လာတဲ့အချိန်မှာလူငယ်တွေကဒီစနစ်ရဲ့သုံးဝေတွေကိုသိတဲ့အတွက်ဒီနေ့လမ်းပေါ်မှာကြည့်လိုက်အသက်20ကျော်တွေအသက်30ကျော်လူငယ်တွေအကုန်ထွက်လာကြတယ်ဘာကြောင့်ထွက်လာကြလဲဆိုတော့သူတို့ရှစ်လို့ထွက်လာတာသူတို့ဒီနေ့လူငယ်ဆိုတာဒီနေ့နိုင်ငံထဲမှာကိုယ်နိုင်ငံမှာနေနေတာမဟုတ်ဘူးသူတို့ကကမ္ဘာနဲ့ဆက်သွယ်ပြီးနေနေတာကမ္ဘာမှာဘယ်လိုမျိုးဖြစ်လဲဆိုတော့သူတို့သိတယ်သူတို့ဒီနေ့ဘာလို့ထွက်လာတော့ရှစ်လွှားကြီးလို့ထွက်လာတာဒါမှမခံကျင်လွှားကြီးလို့ထွက်လာတာအဲ့ဒါလေးကိုကျွန်တော်တို့ကနားလည်ရမယ်အခုဒီနေ့အဓိကကျွန်တော်တို့လာတယ်ဆိုတာကကျွန်တော်တို့တဲ့စိတ်အားပြင်းထန်တဲ့လူငယ်တွေအများကြီးရှိတယ်ဟုတ်လားအဲ့လူငယ်တွေရှိရင်လည်းကျွန်တော်တို့ကဘယ်လိုဖြစ်ပြီးတော့ကိုယ်သားသမီးရွယ်လေးတွေဟုတ်လားသူတို့တွေဆိုတာဘယ်သူမှသူတို့လွတ်ဆော်တာမဟုတ်ဘူးဘယ်သူမှသူတို့သွားပြီးစီးရုံးတာမဟုတ်ဘူးသူတို့စိတ်ထဲခံစားခြင်းနဲ့သူတို့ထွက်လာကြတာအဲ့ဒါကိုကအိမ်မှာထိုင်ပြီး Facebook သုံးပြီးတော့ညီနေလို့တော့မဖြစ်တော့ဘူးဟုတ်လားကိုယ့်ရဲ့ကလေးတွေဝင်းရဖို့လိုတယ်အားပေးဖို့လိုတယ်အဲ့ကြောင့်မလို့ကျွန်တော်တို့လည်းအခုရုပ်ရှင်အမှုပညာရှင်တွေဒီနေရာရောက်လာခြင်းဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ထင်တယ်သူတို့စိတ်ထဲမကြောက်ပါဘူးသူတို့က plan တွေအများကြီးရှိပါတယ်သူငကိုကလေးကသူတို့ကအရန်ကိုအမျှော်မြင်ရှိပြီးတော့အမျှော်မြင်ရှိတဲ့သူတွေပါအဲ့တော့သူတို့က step တွေရှိပါလိမ့်မယ်သူတို့အဆင့်တွေရှိပါလိမ့်မယ်သူတို့ game plan တွေသူတို့လုပ်ပါလိမ့်မယ်ကျွန်တော်ကတော့စိတ်ထဲရောသွားတယ်ဆိုတာရောကြသွားတယ်ဆိုတာတော့မဖြစ်နိုင်ဘူးလို့ပြောထင်ပါတယ်ပြောချင်တာတော့မရှိပါဘူးဒါကကျွန်တော်တို့ရဲ့ရှင်းပြဒီနေ့ကျွန်တော်တို့အရွယ်တွေနဲ့လမ်းပေါ်ထွက်လာတယ်ဆိုတာဒါကျွန်တော်တို့ရဲ့အနာဂတ်အတွက်အခုကျွန်တော်တို့လှုပ်ရှားနေတဲ့ကလေးတွေအတွက်ပါပဲကျွန်တော်တို့အာနာရှင်စင်နဲ့ဆိုတာမေးကြည့်လိုက်လေဘယ်နိုင်ငံမှာကောင်းလဲလို့ဘယ်မှာမှမကောင်းပါဘူး